Hello အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးနဲ့ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာ ZTE router တွေကို user name နဲ့ password ဘယ်လိုပြောင်းရလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဖို့အရင်တောင်းဆိုချင်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ ZTE router တွေ user name နဲ့ password ကိုဘယ်လိုပြောင်းရလဲဆိုတာကိုစပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ZTE router တွေကို Wi-Fi name နဲ့ user password ပြောင်းဖို့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ကလုပ်နေကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီ ZTE router ရဲ့ Wi-Fi ကိုအရင်ချိတ်ထားဖို့လိုပါတယ် router setting နဲ့ဝင်ဖို့တော့ကတော့ဖုန်းနဲ့နေ laptop နဲ့နေဝင်လို့ရပါတယ်ကျွန်တော်တို့ဒီ Wi-Fi ကိုချိတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ browser ကနေပြီးတော့ဖုန်းဆိုလဲဖုန်းကနေဖုန်း browser ကနေပြီးတော့ဗျာ 192.168.1.1 ဆိုတဲ့ IP address နဲ့ရိုက်ပြီးတော့ဝင်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့က router setting ရဲ့ default password နဲ့ user name ဖြစ်တဲ့ user name ကို user ပြီးတော့ password ဆိုဖို့လည်း user ဆိုပြီးတော့ထည့်လိုက်ပါမယ်ပြီးရင် login လေးကိုနှိပ်လိုက်ပါမယ်ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်တို့က network လေးကိုနှိပ်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ WLAN radio 2.4G ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့က security လေးကိုနှိပ်လိုက်ပါအဲဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့ကလိုချင်တဲ့ password ကိုထားလို့ရပါတယ်ကိုလိုချင်တဲ့ password ကိုထားလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာကျွန်တော် TESD tester 1234567 ဆိုပြီးတော့ထားလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ submit ကိုနှိပ်လိုက်လို့ရှိရင်ရပါပြီ Wi-Fi user name ပြောင်းဖို့တော့ကျွန်တော်တို့ကဒီနေရာမှာ SSID setting ဆိုတဲ့နေရာလေးကိုတွားလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင် SSID name ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကကိုလိုချင်တဲ့ Wi-Fi name ကိုပြောင်းလို့ရပါတယ်ကျွန်တော်ကဒီနေရာမှာ tester Wi-Fi ဆိုပြီးတော့ကျွန်တော်ပြောင်းလိုက်ပါမယ်ပြီးပြီဆိုလို့ရှိရင် submit ကလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင် Wi-Fi name ပြောင်းသွားပါပြီဒါကတော့ ZTE router တွေရဲ့ user name နဲ့ password ပြောင်းနည်းလေးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးရနေပြီးတော့မိတ်ဆွေတို့အနေနဲ့အကျိုးမြတ်တစ်ခုရခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြီးတော့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ video လေးတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးပါ